အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ကျွန်တော်တို့ Christmas ကာလလည်းနီးလာပြီဖြစ်တဲ့အတွက်စင်ကာပူရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ Orchard လမ်းမပေါ်က Christmas မီးအလှဆင်ထားတဲ့နေရာလေးတွေကိုသွားရောက်လည်ပတ်ခဲ့တဲ့ဘလော်လေးပဲဖြစ်ပါတယ်ဟုတ်တယ်လေအခုဆိုလို့ရှိရင် Ion Orchard ရှေ့ကနေစပြီးတော့ကျွန်တော်တို့ထွက်ပါပြီဒါကတော့ Ion Orchard ရှေ့မြင်ကွင်းမှာဒီလမ်းမကြီးကိုရောက်တာနဲ့မီးအလှဆင်ထားတဲ့နေရာတွေကိုတန်းပြီးမြင်ရပါတယ်အစာအုပ်တစ်ခုချင်းစီတိုင်းရဲ့ရှေ့မှာသူတို့တွေအလှဆင်ထားတာဖြစ်ပါတယ်ဒါကတော့ Ion Orchard ရှေ့မှာအလှဆင်ထားတဲ့မြင်ကွင်းပါမီးအလှဆင်ထားတာအပြင်ဒီလိုမျိုးရှိုးပွဲလေးတွေလည်းရှိပါတယ်ရှိုးပွဲလေးကိုကြည့်ရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်သွားပြီးကြပါအောင်ခင်ဗျာခုဆိုရင်ကျွန်တော်တို့ Ion Orchard ရှေ့ကနေစပြီးတော့ Somerset MRT ကိုလမ်းလျှောက်ပါတော့မယ်ဒါလေဘာလို့လဲသူလမ်းမကြီးတစ်လျှောက်မှာတော့သူတို့အစာအုပ်တစ်ခုစီတိုင်းရဲ့ရှေ့မှာမီးအလှဆင်ထားတာလေးတွေရှိပါတယ်စာအုပ်တစ်ခုစီတိုင်းရဲ့ရှေ့မှာဒီလိုမျိုးဓာတ်ပုံရိုက်ဖို့နေရာလေးတွေရှောက်လန်းလေးတွေလုပ်ပေးထားတဲ့အတွက်ဓာတ်ပုံရိုက်တော့ကောင်းတဲ့နေရာလေးတွေပါအဲ့ရမှာညနေဘက်9 နာရီလောက်တွားရောက်လဲပတ်ဖို့အကြံပေးခြင်းပါတယ်ဒီနေရာတော့လေကားနဲ့ထောင်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ် balance ကိုထိန်းတဲ့ဟာကိုပြနေတဲ့ပွဲလေးဖြစ်ပါတယ်
Sunshine. I think I found it now. What I've been looking for. ဒီကနေရှေ့တက်တဲ့ဆက်လျှောက်သွားလို့ရှိရင် NCD It's got my head အစာအုပ်ရှိကိုရောက်ပါပြီ clouds. I think I found ဒါတော့ NCD အစာအုပ်ရှိပါ everything I want. ဒီနေရာမှာဆိုလို့ရှိရင်ဈေးဆိုင်တန်းတွေအစားအသောက်တန်းတွေရှိပါတယ် I don't gotta worry about a single thing. I can feel the light coming down on me. Sunshine on my face. I got sunshine on my face. ခုမြင်နေရတဲ့နေရာဆိုရင်အမှတ်တရပစ္စည်းလေးတွေခရစ်စမတ်အမှတ်တရပစ္စည်းလေးတွေဒါရောင်းတဲ့နေရာလေးပဲဖြစ်ပါတယ် I got sunshine on my face. Yeah. I got sunshine. I got sunshine. I got sunshine. I gotta let you know. It's so incredible. I'm finally letting go. Up, up and away, yeah, we go. I found my flow right on time, and now I know what it feels like to shine like gold. Up, up and away, yeah, we go. I don't gotta worry about a single thing. I can feel the light coming down on me. Sunshine on my face. I got ဒီနေရာလေးကဆိုရင်ခရစ်စမတ်အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေရောင်းတဲ့နေရာလေးဖြစ်ပါတယ် higher than the ceiling, breaking through the clouds. Sunshine on my face. I got sunshine on my face. Yeah. I got sunshine. I got sunshine. I got sunshine. I gotta let you know. I got sunshine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 . အစာအုပ်ရဲ့ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်တော့ Christmas tree နဲ့သူနှင်းချအောင်လှုပ်ထားတဲ့နေရာလေးရှိပါတယ်ခင်ဗျာဒီဟာကတော့ရီးစားလိုချင်နေတဲ့ကျွန်တော်ရဲ့တငယ်ချင်းပဲဖြစ်ပါတယ် ဒီလမ်းမကြီးတစ်လျှောက်မှာဆိုလို့ရှိရင်ဒါမျိုးဓာတ်ပုံရိုက်တဲ့ photo booth နေရာလေးတွေလည်းအများကြီးရှိပါတယ်အစာအုပ်ရဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဒီကလေးတွေကစားတဲ့အရုပ်ပြစ်တဲ့ game လေးတွေဆော့တဲ့နေရာလေးတွေလည်းအစုံရှိပါတယ်ကလေးတွေလို့တော့ပြောတာပါလူကြီးတွေလည်းဝင်ပြီးတော့ကမြင်းကြောထားနေကြတာပါဒီနေရာလေးကဆိုရင် Christmas သစ်ပင်အကြီးကြီးနဲ့နှင်းကြတဲ့နေရာလေးပဲဖြစ်ပါတယ်ဒါလေးကတော့စင်ကာပူကရုပ်သေးရုပ်ကလေးပဲဖြစ်ပါတယ်
ီးအောင်ဆုံးနေနဲ့အရန်လှတဲ့အတွက် portrait ဓာတ်ပုံကောင်းကောင်းလေးတွေရိုက်လို့လည်းရပါတယ်ခင်ဗျာFeliz Navidad, prospero año, felicita. Merry Christmas, I wanna wish you a Merry Christmas. I wanna wish you a Merry Christmas from the bottom of my heart. I wanna wish you a Merry Christmas from the bottom of my heart. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. ဒီလမ်းဆောင်ကိုဖြတ်ပြီးရင်တော့ဆမဆက် MRT ကိုရောက်ပါပြီအိမ်ပြန်ကနေဘိုက်ဆိုင်တော့ဒီနေရာမှာလည်းခါတဲ့စားလို့ရပါတယ်စားတော့ဆိုင်လေးတွေလည်းရှိပါတယ်ခင်ဗျာရှေ့မှာတော့ဆမဆက် MRT စိုင်းမုတ်ကိုမြင်နေရတာပါဒါကတော့ကျွန်တော်တို့ပြန်တော့မှာပါအားလုံးပဲတက်တာပါအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ